အမှုတော်ဆောင်ဆိုဒီမှာလူတွေချီးမြှောက်တော်သူမဟုတ်ပါဖျားချီးမြှောက်တော်လူဖြစ်သည်ဆရာတော်ကြီးတွေမဟုတ်ပါအစေခံကြီးတွေဖြစ်သည်တောက်သားကြီးတွေမဟုတ်ပါအနစ်နာခံပြီးလုံနေသူတွေဖြစ်သည်တရားဟောဆရာကြီးတွေမဟုတ်ပါတရားကိုထိမ့်သိမ်းဆောက်ရှောက်တော်သူဖြစ်သည်သိုးထိန်တွေမဟုတ်ပါသိုးချောင်းသားဖြစ်သည်အမိတ်ပေးသောလူမဟုတ်ပါဦးဆောင်လှုပ်သက်သူဖြစ်သည်တစ်ဖက်ဆွမ်းအတွေ့အခေါ်ရှိသူမဟုတ်ပါပြောင်းလွယ်ပြန်လွယ်ရှိသူဖြစ်သည်လူတိုင်းကိုရေလိုက်ငားလိုက်ပေါင်းနေသူမဟုတ်ပါလူတိုင်းကိုနားလည်ပေးတတ်သူဖြစ်သည်အခြားသောရွေးချယ်ရာလမ်းမရှိပါသက်ဆုံးတိုင်ဆက်ကပ်ရန်လမ်းတစ်ခုသာရှိပါသည်အမှုတော်ဆောင်တွေသည်ပေးကမ်းတက်ရသည်အမြဲပြုံးနိုင်အောင်ကြိုးစားရသည်လူတိုင်းကိုချစ်ခင်လေးစားရသည်အပြောအဆိုဆင်ခြင်ရသည်ဒေါသကိုထိန်ရသည်လောဘကိုရှောင်ရသည်ကိုကျိုးကိုစွန့်ရဲရသည်အနစ်နာခံရသည်လူတွေကိုနားလည်ပေးတတ်ရသည်ကိုချမ်းစာစိတ်ရှိရသည်ကိုညီဖေးမှသူဖြစ်ရသည်ဤအရာတွေမလုံနိုင်ပါကအမှုတော်ဆောင်ဘဝမှရုံးထွက်လိုက်ပါထိုအခါယေရှုကငါ၌စီးကပ်လိုသူဖြစ်လင်ကိုညင်းပယ်သူဖြစ်ရမည်ကိုလက်ဝါးကားတိုင်ကိုထမ်း၍ငါနောက်တို့လိုက်ရမည်ရှင်မသက်ခရစ်ယာန်ကျမ်းအခန်းကြီး16အငယ်24